အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော် C# နဲ့ရေးရတဲ့ EDM software လေးကိုစမ်းသုံးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီမှာအကောင့်ဝင်ကြည့်အောင်အဲ့အကောင့်ဝင်ရင်မှာကျွန်တော်ဒီမှာပေါ့နော်ဒီ software တွေမှာကျွန်တော်အကောင့်3ခုပဲထည့်ထားတယ်အဲ့တော့ဟုတ်ပြီအရင်ဆုံးအကောင့်တစ်ခုကျွန်တော်စမ်းဝင်ကြည့်မယ်1 2 3 4 5 okay ဆိုတော့ကျွန်တော်ဒီမှာ login နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့အကောင့်ဝင်သွားပြီဟုတ်ပြီကျွန်တော်အကောက်ဝင်သွားပြီဆိုတာနဲ့ကျွန်တော်ဒီဘက်ကပင်နမိတ်ရိုက်ထည့်လို့ရတဲ့ box တခုရှိရပါဗျာအဲ့ဒါကိုကျွန်တော်ပိတ်ချပလိုက်တယ်ပိတ်ချပြီးတော့မှဒီအကောက်ဝင်နေတဲ့အနေအထားမျိုးမှာတခြားအကောက်တစ်ခုကိုချက်ချင်း login ဝင်လို့မရအောင်ကျွန်တော်ပြောင်းလာရပေါ့လေအဲ့တော့ကျွန်တော်တခြားအကောက်ကိုကျွန်တော် login ဝင်ခြင်းဘာလုပ်အောင်လဲဆိုတော့ဒီမှာ log out ထွက်ပြီးမှပဲ login ဝင်လို့ရမယ်ဗျာဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော် logic ကိုသုံးလာရပေါ့လေဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာအကောက်ဝင်သွားပြီဆိုရင်ဘာလုပ်လို့ရမလဲဆိုတော့ကျွန်တော်ဒီမှာပထမဆုံး balance စစ်လို့ရမယ် balance စစ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့မှာ withdraw ငွေထုတ်လို့ရမယ်ငွေထုတ်တာကကျွန်တော်ဒီမှာနှစ်ပိုင်းရှိရယ် view တန်းငွေထုတ်မလားဒါမှမဟုတ်လို့ရှိရင် receipt နဲ့ငွေထုတ်မလား receipt နဲ့ငွေထုတ်လို့ရှိရင်ဗျာကျွန်တော်တို့ရှိပြီးသား balance ကိုလည်းပြန်ပြောမယ်ကိုထုတ်မဲ့ငွေပမာဏအတိအကျပေါ့နော်အဲ့ဒါကိုပြန်ပြောပြီးငွေထုတ်ပေးမယ်ဆိုတော့အကုန်လုံး confirm ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ confirm နှိပ်ပြီးတော့မှငွေစထုတ်လို့ရပြီအဲ့တော့ကျွန်တော်အရင်ဆုံးဒီ account ထဲက balance ကိုရင်စစ်ကြည့်မယ်ဆိုတော့ account ထဲမှာဒီမှာ balance 1000ရှိရပါလေဆိုတော့အဲ့အနေမှာဆိုရင်ကျွန်တော်ငွေသွားထုတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော် withdraw ရွေးလိုက်မယ်9000ထုတ်မယ်ဗျာ okay ဆိုတော့ confirm နှိပ်လိုက်မယ်ဒါဆိုရင်ငွေထုတ်သွားပြီဗျာနောက်ကွယ်မှာငွေကိုနှုတ်ပြီးသွားပြီဒီမှာ9000ပဲကျန်တယ်ဟုတ်ပြီကျွန်တော်ဒီတစ်ခေါက်ပေါ့နော်ငွေထုတ်မဲ့ဟာကို withdraw receipt နဲ့ထုတ်ကြည့်မယ်ထပ်ပြီးတော့ကျွန်တော်တို့2500ထုတ်လိုက်မယ်2500ချန်လာမယ်ဒါဆိုရင် तू ကလက်ရှိနေတဲ့ balance ကို तू ပြန်ပြပေးရပေါ့နော်ဒေါ်လာ9000ရှိရဗျာအဲ့မှာငွေထုတ်မဲ့ပမာဏကဒေါ်လာ2500ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ငွေကိုနှုတ်ပေးသွားမယ်ဗျာဒါဆိုရင်ကျွန်တော် balance အသေးရလာမယ်ဒါကိုကျွန်တော်တို့စစ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီမှာဒေါ်လာ2500ပဲကျန်တာကိုတွေ့ရလိမ့်မယ် okay ဆိုတော့ဒါကကျွန်တော် account တစ်ခုပဲရှိသေးတယ်ဟုတ်ပြီကျွန်တော်ဒီ account ကနေတခြား account တစ်ခုပြောင်းပြီးငွေသွားထုတ်မယ်အဲ့ဒီမှာကျွန်တော်တို့နောက်ထပ် account တစ်ခုရှိရယ်ကြော်ဆိုတဲ့ account အဲ့ account တွေကိုကျွန်တော်ဝင်ကြည့်မယ်ဝင်ဖို့အတွက်ကျွန်တော်ဒီမှာအရင်ဆုံး log out ထွက်လိုက်မယ် log out ထွက်ပြီးဝင်ကြည့်မယ်ဗျာဆိုတော့ပင်နံပါတ်ဒီမှာရိုက်ထည့်မယ်ကျွန်တော်တို့ဒီမှာ touch screen ဆိုတော့ဗျာဒီကနေကွက်တီရိုက်ထည့်လို့ရတယ် EDM စနစ်နဲ့ပို့ပြီးတော့မှတူသွားတာပေါ့ login ဝင်လိုက်မယ်ဟုတ်ပြီကြော်ရဲ့ balance ကိုကြည့်လိုက်မယ်2000ရှိရယ်အဲ့မှာကျွန်တော်တို့ withdraw receipt နဲ့ငွေထုတ်ကြည့်မယ်ဘယ်လောက်ထုတ်မလဲဆိုတော့ကျွန်တော်1000ထုတ်လိုက်မယ်ဒါဆိုရင်ခုနကကြော်ကောက်ထဲမှာရှိရ2000ရယ်ထုတ်မဲ့ငွေပမာဏ1000ဆိုတော့သူနောက်ထပ် balance အသက်တစ်ခုဖန်တီးပေးပါတယ်1000ပဲကျန်လိုက်တယ်ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်